တာမီတို့ရေဆရာကတော့ Genius B ရဲ့ Angeline မှာအတန်းကဆရာဆိုင်ဖြစ်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ဆရာ Angeline မှာအတန်းမှာသင်ခဲ့ရတဲ့ beans kind of other ဆိုတဲ့ဒီစာကြောင်းလေးအတိတ်ပဲနဲ့အကြောင်းအရာလေးတွေကိုဆရာကဥပမာလေးနဲ့ရှင်းပြပေးမှာဖြစ်ပါတယ်နော်ကလေးတို့ရေဒီမှာဆိုလို့ရှိရင် beans kind of other ဆိုတဲ့အတိတ်ပဲကအခြားသူတွေကိုကျင်နာတတ်ခြင်းလို့ဆိုလိုတာဖြစ်ပါတယ်ဆိုတော့တသားမိမိတို့ကျင်နာမှုဆိုတာကိုဘာလဲဆိုတာသိကြပါတလားကျင်နာမှုဆိုတာကတခြားသူတွေကိုကောင်းကောင်းမွန်မွန်ဆက်ဆံပေးတာကူညီပေးတာနားလည်ပေးတာနဲ့လေးစားပေးတာတွေကိုဆိုလိုတာဖြစ်ပါတယ်အခုဆရာကဥပမာလေးနဲ့ရှင်းပြပေးမှာဖြစ်ပါတယ်ပထမတစ်ခုအနေနဲ့ကတော့တကယ်ချင်းတယောက်ကစိတ်မကောင်းဖြစ်နေရဆိုလို့ရှိရင်အစင်ပြေရလာလို့မေးပေးတာကလည်းကျင်နာမှုတစ်ခုဖြစ်ပါတယ်ဥပမာတကယ်ချင်းတယောက်ကပစ္စည်းကြွားတယ်လာငါကူညီပေးမယ်ကူညီပေးနိုင်တယ်လို့ပြောပြီးတော့မှကူညီပေးတာကလည်းကျင်နာမှုတစ်ခုဖြစ်ပါတယ်ပြီးတော့တခြားလူတွေကိုစကားပြောတဲ့အခါမှာရရင်စင်ဆိုင်မပြောပဲရင်ရင်ကြည်ကြည်ပြောတာကလည်းအရေးကြီးပါတယ်ဒီလိုမျိုးရင်ကြည်ကြည်ပြောဆိုတာကလည်းကျင်နာမှုကျင်နာခြင်းတစ်ခုဖြစ်တယ်လို့ဆရာကပြောလိုပါတယ်တခါတလေမှဆိုလို့ရှိရင်ကျင်နာမှုဆိုတာကကြီးမားတဲ့အရာတွေကိုလုပ်ပေးတာကိုပြောတာချင်းမဟုတ်ပါဘူးနော်ဒါကြောင့်မို့လို့တသားမီမီတို့ရေကျင်နာတတ်ဖို့ဆိုတာကခက်ခဲတဲ့အရာမဟုတ်ပါဘူးနော်ကိုယ့်ရဲ့စကားလေးတစ်ခွန်းအပြုတ်မှုလေးတစ်ခုနဲ့တောင်မှအခြားသူတွေကိုပြောရှင်းပေးနိုင်တယ်ဆိုတာဆရာကပြလိုတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ be kind be helpful be respectful နေ့တိုင်းကျင်နာတတ်တဲ့တသားမီမီလေးတွေဖြစ်အောင်ကြိုးစားကြဖို့အတွက်ဆရာကတက်သွင်းလိုပါတယ်ဒါဆိုလို့ရှိရင်တော့ဒီနေ့ဆရာရှင်းပြထားတဲ့အကြောင်းအရာလေးတွေကိုတသားမျိုးနားလည်ပြီးတော့ဆရာကထင်မြင်မိပါတယ်။ဒါကြောင့်မို့လို့နောက်ဗီဒီယိုမှာပြန်လဲတွေ့ကြပါမယ်နော်။အားလုံးပဲ bye bye